ကဲအဲ့လိုဒီနေ့ ဟုတ် ပစ္စည်း5ခုတင်ပြီးသွားပြီ ဟုတ် အဲရောဟိတုပစ္စည်းရောအရမဏပစ္စည်းရောအဓိပတိပစ္စည်းရောအနန္တရပစ္စည်းရောသမဏန္တရပစ္စည်းရောဒီတင်ပြီးသွားပြီအဲ့တော့ဒီနေ့ကကျတော့သဟဇာတပစ္စည်းရောနော် ဟုတ် အဲ့ကျတော့မင်းကုန်းဆရာတော်ဘုရားကြီးရွတ်ထားတာကိုနားထောင်ကြည့်ရအောင် ဟုတ် အာဇာတပစ္စယောတိသန္တာရောကန္နာရူပိနောအညမေညံလာဇာတပစ္စယေနပစ္စယောသန္တာရောမဟာဘူတာအညမေညံလာဇာတပစ္စယေနပစ္စယောအောကံဒိဋ္ဌနိနာမရူပံအညမေညံလာဇာတပစ္စယေနပစ္စယောဒိဋ္ဌစေတသိကာဓမ္မဒိဋ္ဌသမုဒ္ဒနာနံရူပနံအာဂတပစ္စယေနပစ္စယောမဟာဘူတာဥပါဒရူပနံအာဂတပစ္စယေနပစ္စယောရူပိနောဓမ္မာအရူပိနံဓမ္မာနံကိဉ္စီကာလေသာဂတပစ္စယေနပစ္စယောကိဉ္စီကာလေနသာဂတပစ္စယေနပစ္စယော အဲ့တော့တို့ဒီမှာဒီကံမှာပဲချက်ဝင်ဖယ်အောင်စာအုပ်မှာဖယ်အောင်တဲ့အဲ့တော့ဒီနေ့ကိုတွေ့ပါလားဖယ်နော်အဲ့တော့ slide ဆိုမယ် ဟုတ် သဟဇာတပစ္စယောတိ တဟဇာတပစ္စယောတိ စတ္တရောခန္ဓာ စေတရောခန္ဓာ အရူပိနော အရူပိနော အညမိညံ အညမေညံ သဟဇာတပစ္စေနပစ္စယော တဟဇာတပစ္စယေနပစ္စယော စတ္တရောမဟာဗုဒ္ဓ စေတရောမဟာဗုဒ္ဓ အညမိညံ အညမေညံ သဟဇာတပစ္စေနပစ္စယော တဟဇာတပစ္စယေနပစ္စယော အောက်ကံတိတ်ခနော အောက်ခံဒိဋ္ဌနော နာမရူပံ နာမရူပံ အညမိညံ အညမေညံ သဟဇာတပစ္စေနပစ္စယော တဟဇာတပစ္စယေနပစ္စယော စိတ်တစိတတိကာဓမ္မ စိတ်တစိတတိကဓမ္မ စိတ်တသမုဋ္ဌာနံရူပနံ စိတ်တသမုဋ္ဌာနံရူပနံ သဟဇာတပစ္စေနပစ္စယော တဟဇာတပစ္စယေနပစ္စယော မဟာဗုဒ္ဓ မဟာဗုဒ္ဓ ဥပါဒာရူပနံ ဥပါဒရူပနံ သဟဇာတပစ္စေနပစ္စယော တဟဇာတပစ္စယေနပစ္စယော ရူပိနောဓမ္မ ရူပိနောဓမ္မ အရူပိနံဓမ္မနံ အရူပိနံဓမ္မနံ ကိဉ္စီကာလေ အိမ်ရှိကာလေ သဟဇာတပစ္စေနပစ္စယော တဟဇာတပစ္စယေနပစ္စယော ကိဉ္စီကာလေန အိမ်ရှိကာလေန သဟဇာတပစ္စေနပစ္စယော တဟဇာတပစ္စယေနပစ္စယော ရမလား ဟုတ် အဲ့တော့ထပ်ပြီးတော့တစ်ခေါက်ပြန်ပြီးရွတ်ကြည့်မယ် တဟဇာတပစ္စယောတိစတ္တရောခန္ဓာအရူပိနောအညမေညံတဟဇာတပစ္စယေနပစ္စယောစတ္တရော မဟာဗုဒ္ဓ မဟာဗုဒ္ဓအ အ ည ည မေ မေ ညံ ညံ တဟဇာတပစ္စယေနပစ္စယောအောက် အောက်ကံတိတ်ခနေ အောက်ခံဒိဋ္ဌနေ နာမရူပံ နာမရူပံ အညမိညံသဟဇာတပစ္စေနပစ္စယော စိတ်တစိတတိကဓမ္မ စိတ်တသမုဋ္ဌာနံ ရူပနံသာဇာတပစ္စယေနပစ္စယောမဟာဘူဒာဥပါဒရူပနံသာဇာတပစ္စယေနပစ္စယောရူပိနောဓမ္မအရူပိနောဓမ္မ အရူပိနံ အရူပိနံဓမ္မနံ အရူပိနံ အရူပိနံ ဓမ္မနံ ဓမ္မနံ ကိဉ္စီကာလေ ကိဉ္စီကာလေတဟဇာတပစ္စယေနပစ္စယောကိဉ္စီကာလေနတဟဇာတပစ္စယေနပစ္စယော ရပြီနော်အဲ့တော့အဲ့ဒါကိုချက်ခဲ့လိုက်မယ်နော် ဟုတ်